9 နှစ်ကြာပြီးနောက်နွေဟာမြို့ကြီးတစ်မြို့မှာတထေးသားတဦးရဲ့ဇနီးဖြစ်ဇိမ်နဲ့နေထိုင်နေပါတယ်။သူမရဲ့အတိတ်ကပန်းရံသမားလေးထက်အောင်ကိုတော့မေ့လျော့နေခဲ့ပါပြီ။ဒါပေမဲ့ကံကြမ္မာကရက်ဆက်ပါတယ်။နွေရဲ့အမျိုးသားကစီးပွားရေးအမှားယွင်းတွေလုပ်ပြီးအကျွေးတွေတင်ကထွက်ပြေးသွားတဲ့အခါနွေဟာအရင်ကထက်ပိုဆိုးတဲ့ဘဝတွေကိုပြန်ရောက်သွားပါတော့တယ်။လမ်းဘေးမှာဈေးရောင်းရင်းရုန်းကန်နေရတဲ့နွေဟာတနေ့မှာတော့လူမှုကူညီရေးအသင်းတစ်ခုကလူရန်နဲ့ထမင်းထုတ်ကိုသွားတောင်းရင်းလူတစ်ယောက်နဲ့တိုးမိပါတယ်။ထိုလူကတော့မျက်လုံးတစ်ဖက်ဆုံးရှုံးထားပြီးခြေထောက်တစ်ဖက်မတန်တော့တဲ့ထက်အောင်ပါထက်အောင်ဟာနွေအတွက်ငွေရှာပေးဖို့ကြောက်ကတ်ထုတ်ရောင်းခဲ့တယ်လို့အန်ဒီရရှိတဲ့မှောင်ခိုပစ္စည်းတည်တဲ့အလုပ်ကိုလုပ်ပေးရင်းဖမ်းဆီးခံခဲ့ရကထောင်ထဲမှာနှိပ်စက်ခံခဲ့ရတာကြောင့်ဒီလိုပုံပြက်ပန်းပြက်ဖြစ်သွားခဲ့တာပါ။နွေရှက်လွန်းလို့မျက်နှာလွှဲလိုက်ပေမဲ့ထက်အောင်ကတော့ညှိုးငယ်တဲ့ပြုံးနဲ့သူမကိုကြည့်နေပါတယ်နွေအဆင်ပြေရဲ့လားငါမှပတ်စံအများကြီးမရှိပေမဲ့ဒီနေ့ရထားတဲ့ပတ်စံလေးတော့ရှိတယ်သူကတုံတုံရင်နဲ့ပလတ်စတစ်အိတ်ထဲက1000တန်900တန်ညစ်ပတ်ပေးရင်းနေတဲ့ပတ်စံလေးတွေကိုနွေကိုကမ်းပေးပါတယ်နွေဟာထက်အောင်ရဲ့လက်ကိုကြည့်ရင်ရှိုက်ကြီးတင်ငင်ငိုကြွေးမိပါတော့တယ်ထက်အောင်ရဲ့လက်မှာသူမပေးခဲ့တဲ့ရှေးဟောင်းလက်စွပ်အတူလေးကိုအခုထိဝတ်ထားတော့ပါငါအပေါ်ဘာလို့အခုထိကောင်းနေရတာလဲထက်အောင်ရဲ့ငါနင့်ကိုအတုံးချခဲ့တာလေနင်ငါကိုစိတ်မနာဘူးလားဟင်ထက်အောင်ကခေါင်းရမ်းပြရင်ငါမှပေးစရာတနာမရှိဘူးနွယ်ငါမှရှိတာကမင်းအတွက်လိုရင်သုံးဖို့ဒီအသက်နဲ့ဒီစေတနာပဲရှိတာပါမင်းအဆင်ပြေနေမယ်ဆိုရင်ငါပေးဆက်ရကြိုးနဲ့ပါတယ်ထက်အောင်ကပြောပြီးတာနဲ့နွဲလက်သေးကိုပတ်စံလေးထည့်ပေးကလူအုပ်သေးကိုတရွတ်တိုက်ခြေလမ်းတွေနဲ့တိုးဝင်ပြောက်ကွယ်သွားပါတော့တယ်နွေဟာလမ်းလေကောင်မှာဒူးထောက်ထိုင်ရင်သူမအတုံးချခဲ့တဲ့ဒနမဲ့လူသားရဲ့ကြီးမြတ်တဲ့မေတ္တာတရားကိုအခုမှနားလည်ပြီးနောင်တမျက်ရည်တွေနဲ့ကြံရိပ်ခဲ့ပါတော့တယ်အတိတ်ရဲ့နေရာဟောင်းကိုအလဲပြန်တော့မြောက်ပြောင်းစေနေငါဆူတောင်းပြီး